ကျောင်းသားအသီးသီးမတူညီတဲ့အခက်အခဲတွေရင်ဆိုင်နေရတာကိုတွေ့မြင်ပြီးတဲ့နောက်သူတို့ကိုကူညီဖို့ဆိုတာသူတို့တူးတင်းစီရဲ့အာသာချက်နဲ့လိုအပ်ချက်တွေကိုပိုပြီးသတိမူမိမှုလိုအပ်တယ်ဆိုတာကိုကျမနားလည်လာတယ်။ကျောင်းသားတယောက်ချင်းစီဘလို့သင်ယူကြလဲဆိုတာကိုစတင်လေ့လာကြည့်ရှုပြီးသူတို့ရဲ့ပြောင်းမြောက်တဲ့ထူးချွန်တဲ့အခိုက်အတန့်လေးတွေကိုသတိထားမိလာတယ်။ကျောင်းသားတယောက်ကသင်္ချာမှာအားနေပေမဲ့သူ့မှာရှိတဲ့အကြံဉာဏ်တွေကိုတော့တခြားလူကိုရှင်းရှင်းလင်းလင်းရှင်းပြနိုင်တာမျိုးနောက်တစ်ယောက်ကတော့သူတယောက်တည်းတီးခြားလှုပ်လှုပ်တဲ့အခါကျမှအာယုံအစူးဆိုင်နိုင်ဆုံးဖြစ်နေတာမျိုးတွေပေါ့ဒါကြောင့်ပဲကျမရဲ့သင်ခန်းစာတွေကိုသူတို့ရဲ့မတူညီတဲ့အရေးချင်းတွေနဲ့ကိုက်ညီအောင်ပြုပြင်မွမ်းမံခဲ့တယ်အုပ်စုဖွဲ့လုပ်ငန်းတွေမှာဆိုရင်သူတို့ရဲ့အားသာချက်တွေပေါ်မူတည်ပြီးတာဝန်တွေခွဲဝေပေးခဲ့တယ်တယောက်ကဦးဆောင်ပြီးဆွေးနွေးမယ်တယောက်ကလိုအပ်တဲ့အချက်လက်တွေစုစည်းမယ်တင်ပြဖို့ပြင်ဆင်မယ်။နောက်တစ်ယောက်ကတော့အဖွဲ့ရဲ့အကြံဉာဏ်တွေတွေ့ရှိချက်တွေကိုတင်ပြမယ်။စသဖြင့်ပေါ့။ဒါကကျောင်းသားတွေကိုသူတို့ရဲ့ကိုယ်ပိုင်စွမ်းရည်ကိုမြင်လာစေပြီးအတိတ်ပဲရှိရှိပါဝင်လှုပ်ဆောင်လာနိုင်အောင်ကူညီပေးခဲ့တယ်။သူတို့ရဲ့ကိုယ်ပိုင်အမြင်တွေကိုထုတ်ဖော်ပြောဆိုဖို့မေးခွန်းနဲ့မေးဖို့နီလန်းသစ်တွေကိုစမ်းသပ်ဖို့နဲ့တယောက်နဲ့တယောက်ပံ့ပိုးကူညီဖို့ကျမအားပေးခဲ့ပါတယ်။ကျောင်းသားတွေကိုပို့ပြီးယုံကြည်မှုရှိလာတဲ့အခါကျန်တဲ့ကျောင်းသားတွေလည်းယုံကြည်မှုရှိလာကြတယ်။သူတို့တယောက်နဲ့တယောက်ကူညီလာကြတယ်။မတူညီတဲ့နီလန်းတွေနဲ့သင်ယူလာကြတယ်။ပြီးတော့သူတို့တိုးတက်မှုတွေကိုသူတို့ကိုယ်သူတို့ဂုဏ်ယူတက်လာကြတယ်။ဒီလုပ်ငန်းစဉ်ကနေတစ်ဆင့်ကျမအရေးကြီးတဲ့သင်ခန်းစာတစ်ခုကိုရခဲ့တယ်။သင်ကြားရေးဆိုတာသင်ခန်းစာတွေကိုပို့ချပေးအောင်တတ်မဟုတ်ပါဘူး။ကျောင်းသားတွေဘလောက်ထိအလားလာရှိလဲသိမြင်နိုင်စေဖို့တိုးတက်မှုကိုပြုစုပြောထောင်ပေးနိုင်ဖို့နဲ့သူတို့ဘာတွေလုပ်နိုင်စွမ်းရှိလဲဆိုတာကိုသူတို့ကိုယ်တိုင်ရှာဖွေတွေ့ရှိအောင်ကူညီပေးဖို့လည်းလိုပါတယ်။ဆရာတွေကကျောင်းသားတွေကိုတေချာနာလဲပြီးသူတို့ရဲ့အရေးချင်းတွေကိုလည်းတီးပြီးစိတ်ရှိရှိနဲ့လက်ညှိုးပေးတဲ့အခါမှာတော့စာသင်ခန်းတစ်ခုလုံးကကိုယုံကြည်မှုတွေစူးစမ်းလေ့လာလို့စိတ်တွေအလားအလာတွေနဲ့ပြည့်နှက်နေတဲ့ဝန်းကျင်တစ်ခုဖြစ်လာပါတော့တယ်။